ရိုဟင်ဂျာတွေကိုခိုးဝင်ဘင်္ဂလီတွေလို့မကြာခဏဝါဒဖြန့်နေရတယ်တွေ့ရတယ်ဒီလူတွေကတကယ်ပဲခိုးဝင်ပဲလားအားလုံးပဲမင်္ဂလာပါရိုဟင်ဂျာနဲ့ပတ်သက်ရင်မြန်မာနိုင်ငံမှာဒီလူတွေကတစ်ဖက်နိုင်ငံကတရားမဝင်ရောက်ရှိလာတဲ့ခိုးဝင်ဘင်္ဂလီတွေပါဆိုပြီးတော့ဝါဒဖြန့်ကြတယ်ဒါတကယ်ပဲလားဆိုတော့ကိုယ်အုံနောက်နဲ့ကိုယ်ဆုံးဖြတ်ဖို့လိုတယ်1988ခုနှစ်မှာဒီစစ်တပ်ကရိုဟင်ဂျာတွေကိုတစ်ဖက်နိုင်ငံကတရားမဝင်ရောက်ရှိလာသူတွေဆိုပြီးတော့မောင်းထုတ်ခဲ့တယ်လအနှဲငယ်အကြာမှာဟင်းသက်စီမံချက်လုပ်ပြီးတော့ဒီရိုဟင်ဂျာတွေကိုရိုဟင်ဂျာတွေပါဆိုပြီးတော့ပြန်ခေါ်လာခဲ့တယ်ဒါကျွန်တော်ပြောနေတဲ့စကားမဟုတ်ဘူးစာရွက်စာတမ်းအထောက်အထားတွေအများကြီးရှိတယ်တခါ1991 92ခုနှစ်မှာလည်းပြည်သားရစီမံကိန်းဆိုပြီးတော့လုပ်ပြီးတော့ဒီရိုဟင်ဂျာတွေကိုမောင်းထုတ်ခဲ့တယ်3-4နှစ်အကြာမှာတချို့တစ်ဝက်ပြန်ရောက်ရှိလာတယ်ကျန်တဲ့လူတွေကဒီနိုင်ငံတွေကိုပြန်သွားလို့ရှိရင်ဒီစစ်တပ်ကဒီလိုပဲဆက်ပြီးအကြမ်းဖက်နေမယ်ဆိုပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေလိုက်တယ်အခုချိန်ထိဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတော့မယ်တခါ2016မှာ9300 2019မှာ9သိန်းခွဲကျော်ကျော်ကိုနယ်မြေရှင်းလင်းခေါင်းစဉ်တက်ပြီးတော့အစုလိုက်ပြုံလိုက်တက်ဖြတ်တဲ့မတိန်ကျင့်ပြီးတော့လှုပ်တော့တစ်ဖက်နိုင်ငံကိုထွက်ပြေးသွားကြတယ်လာပိုင်းအကြာမှာပဲဘင်္ဂလားဒေ့ရှ်နဲ့မြန်မာစာချုပ်ချုပ်ပြီးတော့ဒီလူတွေကိုပြန်ခေါ်မယ်ဆိုပြီးတော့လုပ်နေတယ်အခု ICJ တရားရုံးမှာလည်းဥကိုကိုလိုင်ကိုတိုင်းတရားသူကြီးတွေရှေ့မှာဒီလူတွေကမြန်မာနိုင်ငံကလူတွေပြန်ခေါ်ဖို့လုပ်နေတယ်ဆိုပြီးတော့ထွက်ဆိုခဲ့တယ်လာဝကညုံမှုကိုတိုင်းလည်း social media တွေပေါ်မှာဒီလူတွေကိုပြန်ခေါ်ဖို့လုပ်နေတဲ့အမည်စာရင်းတွေ verify လုပ်နေတယ်ဆိုပြီးတော့ဗီဒီယိုတွေတင်ခဲ့တာတွေ့ရတယ်ဆိုတော့ဒီလူတွေကခိုးဝင်တယ်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဒီလူတွေကခမားတို့လူတွေပါခမားတို့ခေါ်ထားလိုက်ပါဆိုပြီးတော့ပြောလို့ရတယ်ဘာကြောင့်ဒီလူတွေကိုအချိန်ချင်းပြန်ခေါ်နေတယ်အခုလဲဒီလူတန်းကျော်ကိုပြန်ခေါ်ဖို့လုပ်နေလဲဆိုတာကိုယ်အုံနောက်နဲ့ကိုယ်စဉ်းစားကြည့်ပါဒါဆိုလို့ရှိရင်ဒီလူတွေကခိုးဝင်တာလားဒါမှမဟုတ်ဒီဝါဒဖြန့်တာတွေလုပ်ပြီးတော့နိုင်ငံရေးအသုံးချမှုတွေလုပ်နေတာလားဆိုတော့သဘောပေါက်လာပါလိမ့်